unit 115ပေါ့နော်အခန်း115ရောက်ပြီနောက်ကကြည့်ကြအောင် put on your shoes ပေါ့နော် put on ဆိုတာဝတ်တာပေါ့နော်ဖက်နှက်စီးရဲ့အင်ဂျီဝတ်တယ်ပေါ့နော်မြန်မာကျတော့စီးရလို့သုံးတာပေါ့ဖက်နှက်ကျတော့တို့ကျတော့ put on မှသုံးတယ်ပေါ့နော် put on your shoes ပေါ့အဲကြောင့် put your shoes on ဆိုလဲရတယ်ပေါ့နော်ဒါကျတော့ဒီအခန်းမှာဗာပြပေးထားလဲဆိုတော့တချို့ preposition verb တွေကမျိုးခွဲပြီးတော့ဂျားထဲမှာnoun ထည့်ပြီးတော့ရေးလို့ရတယ်ဒါမှမဟုတ်လဲ object ပေါ့နော်မျိုးထည့်ပြီးရေးလို့ရတယ်ချို့ preposition ကျတော့ရေးလို့မရဘူးပေါ့နော်ချို့ preposition ကျတော့ရေးလို့ရတယ်ဒါရေးလို့ရတဲ့ပုံစံမျိုးပြပေးထားတာပေါ့နော်ကြည့်ကြအောင်ကြည့်ကြအောင် sometimes ဘာတစ်ခါချင်းကြောက်ရှိ a phrasal verb တစ်ခါချင်းကြောက်ရှိ phrasal verb တစ်ခုပါတဲ့ put on take off စရှိတဲ့ဖြစ်ပေါ့နော်ဒီ ဝတ်တယ်ဒါမှ take off ဆိုချွတ်တယ်ပေါ့နော်ဒါချွတ်တဲ့ဟာပေါ့အစရှိတဲ့ verb တွေကကြောက်ရ has an object ဆိုခဏပြောလို့ပြုလုပ်တဲ့ပြုလုပ်ရတဲ့ object ရှိရဝတ်တယ်ဘာဝတ်တာလဲချွတ်တယ်ဘာချွတ်တာလဲပေါ့နော်ဆိုတော့ဒီ object ရှိရတယ်ပေါ့အဲ့လို object ဆိုလို့ရှိရင်တော့object တွေပါလာတာပေါ့နော်မနေ့ကဆိုလို့ရှိရင်လေပြန်သွားတယ်ဆိုရင်လေက subject ပြန်သွားရတယ်ပေါ့နော်နောက်ခုဆိုလို့ရှိရင်အရှုံးပေးလိုက်တယ်ငါကအရှုံးပေးရဘာလို့အရှုံးပေးရလဲမပြောချင်လည်းရတယ် object မပါလည်းရတယ်ပေါ့နော်ဒါပေမဲ့ဒီ put on တော့ take off တော့ဒီ take off ကကြတော့ချွတ်တဲ့ take off ပေါ့နော်ချွတ်တာတော့ဘာလို့ကကြတော့တခုခုချွတ်ရမယ်တခုခုဝေးရမယ်ဆိုတော့ object ကပါရတာပေါ့နော်ဒီလို phrasal verb တွေ object ပါပေးရတယ်ကြည့်အောင် verb ပေါ့နော် verb ကကြတော့ put on object ကကြတော့ your coat ပေါ့နော်မင်းရဲ့အင်ဂျီပေါ့အင်ဂျီဝတ်တယ် put on နော်ဝတ်ထားတယ်ဆိုမှ object လေးပါပေးရတယ်ပေါ့နော်ကြည့်အောင် you can say put on your coat ပေါ့နော်မင်းရဲ့အင်ဂျီဝတ်တယ်ပေါ့နော်မင်းရဲ့အင်ဂျီဝတ်တယ်ပေါ့ဒါမှမဟုတ် put your coat on မင်းရဲ့အင်ဂျီဝတ်တယ်ဆိုမှဒီ object ကိုအလင်းမှာထည့်ပြီးလို့ရတယ်ပေါ့နော် but တဲ့တိုင်းပဲပေါ့နော် it ဒါမှမဟုတ် than ပေါ့နော် it တွေတိုင်းပဲဆိုရဲဒီ pronoun တွေပေါ့နော်နာမ်စားတွေဆိုလို့ရှိရင်တော့ always go before on နဲ့ off ပေါ့နော်ဒီ preposition တွေpreposition တွေအရှိမဆိုရှင်အများဒီ pronoun တွေပါလာပြီဆိုရှင် preposition တွေအရှိမထည့်ပေးရတယ်ပေါ့နော်ဆိုတော့put on ဆိုလို့ရှိရင် put on တခုခုပေါ့နော်ဒါမှမဟုတ်အဲ့ဒါကိုဝတ်လိုက်လို့ပြောမယ်ဆိုရှင်အဲ့ဒါဆိုတော့နာမ်စားဖြစ်သွားပြီအဲ့တော့ put it on နာမ်စားပေါ့ pronoun ပေါ့နော် pronoun ဆိုတော့ preposition on နဲ့အရှိမ pronoun လာပေးရပေါ့နော်ဒါတော့ pronoun တွေလာပြီးပေါ့နော်ဒီ object နေရာမှာ pronoun တွေသုံးရတော့မယ်ဆိုလို့ရှိရင်တော့အမြဲတမ်း preposition on နဲ့ off တွေအရှိမအမြဲထည့်ပေးရတယ်ပေါ့နော် put it on နော် not put on it လို့မပြောဘူးနော် put it on အဲ့ဒါလေးမှတ်ထားပေးပါနောက်တစ်ခုကြည့်ကြအောင် it was cold အဲ့အရင်အေးရပေါ့နော် so I put on my coat ဒါကြောင့်မို့ငါရဲ့ဖြစ်တာလေအကုတ်အင်ဂျီငါဝတ်တယ် or ဒါမှမဟုတ် I put my coat on ဒါမှမဟုတ်ငါအင်ဂျီငါဝတ်တယ်ပေါ့နော်အဲ့ဒါ put on my coat မဟုတ်ရတယ်နောက်တစ်မျိုးနေနဲ့ I put my coat on ပြောလို့ရတယ်ပေါ့နော်နောက်ကျတော့ကြာ here's your coat ဒီမှာမင်းရဲ့ဘာဖြစ်တာလဲဒီမှာမင်း coat put it on အဲ့ဒါဝတ်လိုက်အဲ့ဒါဆိုတော့နာမ်စားဖြစ်သွားပြီနာမ်စားဆိုတော့preposition on နဲ့အရှိမရှိပေးရမယ်ပေါ့နော်Okay နောက်တစ်ခုကကျတော့take off ဥပမာပြပေးထားပါတော့ verb ကကျတော့ take off object ကကျတော့ your shoes ပေါ့နော်မင်းဖက်နှက်ကိုချွတ်တာပေါ့ take off ကကျတော့နော်ဖက်နှက်ချွတ်တာပေါ့ကြည့်အောင် you can say take off your shoes မင်းဖက်နှက်ကိုချွတ်ပါလို့ပြောလို့ရလို့ take your shoes off ပေါ့နော်မင်းဖက်နှက်ကိုချွတ်လိုက်ပါပေါ့အဲ့တော့ take off ပဲဖြစ်ဖြစ် take your shoe ပဲဖြစ်ဖြစ်ပေါ့နော်take your shoe off ပဲဖြစ်ဖြစ် take off your shoes ပဲဖြစ်ဖြစ်ပေါ့နော်ချိန်တာသုံးလို့ရတယ်ပေါ့နော်အဲ့တော့ဒီနှစ်ခုဒီ preposition နဲ့ verb နဲ့ကြားထဲမှာဒီ object ထည့်ပေးလို့ရတယ်ပေါ့နော်ဒါပေမဲ့ခုနပြောလို့ဒီpronoun တွေပါလာပြီဆိုလို့ရှိရင်တော့ preposition ထဲမှာအရှိမထည့်ပေးရမယ်ပေါ့နော် take them off အဲ့ဒါကိုချွတ်လိုက်ပါ shoes ကကျတော့အမြဲနှစ်ဖက်ဖြစ်တဲ့ကြောင့်တော့ shoe ကအမြဲအများကြီးလာတယ်ပေါ့နော်အဲ့တော့သူ့ကိုနာမ်စားညွှန်းမယ်ဆို them ပဲသုံးလို့ရတယ်ပေါ့ it တော့သုံးလို့မရဘူးပေါ့နော် take them off ပေါ့နော်အဲ့ဒါကိုချွတ်လိုက်ပါနော် not take off them လို့မပြောဘူးပေါ့နော်ကြည့်အောင် I'm going to take off my shoes ငါဖက်နဲ့ချွတ်တော့မလို့ and take my shoes off ပေါ့နော်ငါဖက်နဲ့ကိုချွတ်တော့မလို့your shoes are dirty မိဖက်နဲ့တရားဖြစ်တာလဲညစ်ပတ်နေ take them off အဲ့ဒါကိုချွတ်လိုက်ပါအဲ့ဒါလေးဆိုနန်စားဖြစ်သွားပြီပေါ့နော် them ဆိုရင်နန်စားဖြစ်သွားပြီဖြစ်ကြောင့်မလို့နန်စားနေရမှာနန်စားပါလို့ကြောင့် preposition of ရဲ့အရှိမထည့်ပေးရဖြစ်တယ်နော်နောက်တစ်ခုကနံပါတ် B ပြီးတော့ some ပေါ့နော်တချို့တော့ပေါ့ more phrasal verb ပေါ့နော်တဲ့ phrasal verb နဲ့ object တွေပါတဲ့ဟာမျိုးတွေပေါ့နော်သူပြောပြပေးတာ turn off ပေါ့နော် turn off ကကြာဖွင့်နေပိတ်တယ်ပေါ့နော်ဖွင့်နေပိတ်တယ် lights ပေါ့နော်မီးပိတ်မယ်မီးဖွင့်မယ် machine ဆက်ဖွင့်မယ်ဆက်ပိတ်မယ်ပြီးလို့ရှိရင်နောက်တစ်ခုကကြာတော့ tap ပေါ့နော်ရေပိုက်ကောက်ပိတ်မယ်ရေပိုက်ကောက်ဖွင့်မယ်ပေါ့နော်အဲ့မျိုးဆိုရှင်လည်း turn off တုံးနေပေါ့နော်ကြည့်ကြအောင် it was dark နော်အဲ့ဒါမှောင်နေပြီ so I turned on the light မှောင်နေတဲ့ချက်မလို့ငါဖြစ်တာလဲမီးထွန်းခဲ့တယ်ဒါမှမဟုတ် I turned the light on ငါမီးဖွင့်ခဲ့တယ်ပေါ့နော်အဲ့တော့ turn on ပဲတုံးတော့ turn the light on ပဲတုံးတော့ပေါ့နော်နောက်ကျ I don't want to watch this program ငါပြတာလဲဒီ program ငါမကြည့်ချင်ဘူးဒါကြောင့်မလို့ you can turn it off မင်းအဲ့ပိတ်လို့ရတယ်လေမင်းအဲ့ပိတ်လို့ရပါတယ်ပေါ့နော်ငါဒီ program ငါမကြည့်ချင်ဘူးဒါကြောင့်မင်းပိတ်လိုက်လို့ရတယ်လို့ပြောတာပေါ့နော်အဲ့တော့သူအဲ့ဒါကိုမကြည့်ချင်တဲ့ကြောင့်အဲ့ဟာကိုပိတ်လိုက်လို့ရတယ်ဆိုတော့နန်စားဖြစ်သွားပြီနန်စားဖြစ်တဲ့ကြောင့် off ဆိုတဲ့ဒီ preposition နားမှာတုံးနေပေါ့နော်
of ဆိုတဲ့ preposition အရှိမှာပေါ့နော် it ဆိုတဲ့ဒီ pronoun ကိုထည့်ပြီးသုံးပေးထားရပေါ့နော်နောက်ကကျတော့ဒီ turn on နဲ့ turn off နဲ့အတိတ်ပဲနဲ့တူတဲ့ဟာဘာလဲဆိုရှင် switch on switch off ပေါ့နော်အတူတူပဲပေါ့နော် switch on switch off ကလည်းခလုတ်ပိတ်တာမီးပိတ်တာပေါ့နော် lights တွေ machine တွေမှာသုံးတယ်ပေါ့နော်ရေးပိုက်ကောင်ကျတော့ turn on turn off ပဲသုံးတယ် switch နဲ့မသုံးပေါ့နော်ဒီက I switch on the light ငါမီးကိုဘာဖြစ်တာလဲဖွင့်လိုက်တယ် and switch off the television ပြီးတော့ဖြစ်တာလဲ television ကိုပိတ်လိုက်တယ်ပေါ့နော် TV ကိုပိတ်လိုက်တယ်မီးကိုတော့ဖွင့်လိုက်တယ်ပေါ့နော်အားကြတော့ pick up နဲ့ put down ပေါ့နော် pick up နဲ့ put down ဆိုရင်အဲ့တော့ object တွေပါတယ် pick up ကကောက်ယူတယ်ဘာကိုကောက်ယူလိုက်တာလဲ put down ချထားတယ်ဘာကိုချထားရတယ်နော်ဟိုဘာကိုချလိုက်တာလဲအဲ့အမျိုးတွေအားကြတော့လဲနောက်မှာဟိုပါပေါ့ object လေးလိုတယ်ပေါ့နော်ကြည့်ကြအောင် those are my keys on the floor ပေါ့နော်ဒီဟိုပေါ့ကျမ်းပြင်ပေါ်မှာငါ့ key ပေါ့ငါ့တော့တွေပေါ့နော်ကျမ်းပြင်မှာဒါငါဟာတွေကဒါငါတော့တွေပေါ့နော်ဒါငါတော့တွေ can you pick them up for me ပေါ့အဲ့တော့တော့ဆိုတော့ keys အဆက်ထားတဲ့ကြောင့်မလို့ pronoun သုံးတဲ့ကြောင့်မလို့ them ကိုသုံးမိထားရပေါ့နော် pronoun ပါတဲ့ကြောင့်မလို့ preposition up ရဲ့အရှိမထည့်ပေးထားရပေါ့ can you pick them up for me ပေါ့နော်မင်းကအဲ့ငါတက်ကောက်ပြီးငါ့ကိုကောက်ပြီးလို့ရမလားပါအဲ့ငါ key တွေဒီကျမ်းပြင်မှာငါရဲ့တော့တွေပေါ့နော်ငါ့ကိုအဲ့ကောက်ပြီးလို့ရမလားပေါ့အဲ့လိုလေးပြောတာပေါ့နော်I stopped reading ပေါ့နော်ငါဖြစ်တာလေစာဖတ်တာရလိုက်တယ်အဲ့ပြီးတော့ put my book down ပေါ့နော်ပြီးတော့ငါစာအုပ်ကိုချလိုက်တယ်ပေါ့နော်ငါစာအုပ်ကိုဖတ်တာရက်ပြီးတော့စာအုပ်ကိုဘေးမှာချလိုက်တာမျိုးတစ်ခုခုပေါ့နော်ဒါ put down my book ပေါ့နော်ငါရဲ့စာအုပ်ကိုချလိုက်တယ်ပေါ့နော်အဲ့ဒါ put my book down နဲ့ရလို့ put down my book ပေါ့နော်ဒါလေးရတော့နောက်မှာ object လေးတွေပါလာတယ်နောက်တစ် verb လေးတွေပေါ့အဲ့ကြည့်ကြည့်အောင် bring back ကပြန်ယူလာတာပြန်ယူလာ take back ကလည်းပြန်ယူလာတာ give back ကပြန်ပေးတာ put back ကပြန်ထားပေးတာပေါ့သူနဲ့တူပြန်ထားပေးတာမျိုးပေါ့နော်ဒီဘက်ပုံလေးတဲ့အရင်ကြည့်အောင်နော်ဟိုဒီရဲ့လူအစိမ်းအောင်ပေါ့ပထမအစိမ်းအောင်လူကနေဟိုအမဲအောင်လူက take ယူသွားတယ်ပေါ့ထီးယူသွားတယ်ပေါ့နော်ထီးယူသွားပြီးတော့ဒီမှာပြန်လာပေးရ bring back ဆိုပြန်ယူလာတာပေါ့နော်ဒီရဲ့ဒီလူအစိမ်းအောင်ဝတ်ထားလူစီကိုဒီအမဲအောင်ဝတ်ထားလူရပြန်ပြီးတော့ပြန်လာပေးရပေါ့နော် take bring back ပေါ့နော်ပြန်ယူလာပေးရလို့ပြောတာပေါ့နော်ကြည့်အောင် you can take my umbrella နော်မင်းငါ့ရဲ့ဘာဖြစ်တာလဲငါ့ရဲ့ထီးကိုယူသွားလို့ရပါတယ် but please ပေါ့ just to bring it back ပေါ့နော်အဲ့ဟာကိုပြန်လာပေးပေးပါပေါ့နော်အဲ့ဟာကိုပြန်လာပေးပေးပါဆိုတော့ back bring back ပေါ့နော်အကြမှာit ဆိုတဲ့ဒီ preposition it ဆိုတဲ့ pronoun ထည့်ထားပေးရပေါ့နော် but bring it back ပေါ့နော်နောက်ကျတော့ I took my new sweater ပေါ့နော်ငါရဲ့ဘာဖြစ်တာလဲဒီ sweater အင်ဂျီအတစ်ကိုပေါ့နော် bag ပေါ့နော်ငါရဲ့ sweater ကိုယူသွားခဲ့တယ်ပေါ့ to the shop ပေါ့နော်အစတူဒီဆိုင်ကနေတူဝယ်ခဲ့တယ်ငါရဲ့ sweater အတစ်ကိုဝယ်ခဲ့ပြီးတော့ဆိုင်ကိုပြန်သွားယူသွားခဲ့တယ်ပေါ့ take back ဆိုပြန်ယူသွားခဲ့တာပေါ့နော်အဲ့ပြန်သွားခဲ့ it was too small for me ငါတော့အရင်တင်းနေရပေါ့နော်ငါတော့အရင်တင်းနေတော့ကျွန်တော်ငါ sweater အတစ်ကိုငါဆိုင်စီကိုပြန်ယူသွားခဲ့တယ်ပေါ့နော်အဲ့လိုပြောတယ်ဟိုကျ F guard ပေါ့နော်အဲ့တော့ bring back ကကျတော့ကိုဒီ negotiate နေရာနဲ့ငါပြီးတော့ပြန်ပြီးယူလာပြီးတော့ take back ကကျတော့သူ့နေရာသူမူလအတိုင်းပေါ့နော်ဒီအဆွဲတာတစ်ရှင်းနေအောင်ပြန်တော့ပြီးလဲလာမှာဟာမျိုးပေါ့နော် take back ကလည်းသူပြန်ပို့ပေးရမျိုးပုံစံမျိုးပေါ့နော်နောက်တစ်ခုကြည့်ကြအောင် I've got Rachel's keys ပေါ့နော်ငါစီမှာ Rachel တော့ရရှိရပေါ့နော် I have to give them back to her ငါမှာ Rachel တော့ရရှိရငါသူ့ကိုအဲ့အရာတွေပြန်ပေးရမယ်ပေါ့နော်ငါသူ့အဲ့အရာတွေပြန်ပေးရမယ်ပေါ့အဲ့တော့ give them back ပေါ့နော် preposition တွေအကုန်လုံးကို preposition တွေအရှိမအကုန်လုံးဒီ pronoun တွေထည့်ပေးရတယ်ပေါ့နော်ကြည့်ကြအောင်I read the letter ပေါ့နော်ငါစာအုပ်ဖတ်ခဲ့တယ် and then put it back ပေါ့နော်အဲ့ဒါကိုပြန်ထား in the envelope ဆိုတာကျစာအိတ်ပေါ့နော်ငါစာရီဖတ်ပြီးတော့စာအိတ်ထဲမှာပြန်ထည့်ထားခဲ့တယ်ပေါ့နော် read ကလည်းဒါဘတ်တူပဲ put ကလည်းဘတ်တူနေနဲ့မတုံ့မိထားတယ်ပေါ့နော် I read the letter and then put it back in the envelope ပေါ့နော်အဲ့တော့ဒါသူပြန်ပြီးတော့စာအုပ်ဖတ်ပြီးစာဒီရေးလာတဲ့စာအုပ်ဖတ်ပြီးတော့အဲ့စာအိတ်ထဲပြန်ထည့်ထားပြီးလိုက်တယ်ပေါ့နော်Okay အဲ့တော့ကျမတို့ဒီဟာပေါ့နော်ပြီးသွားပြီပေါ့ဒါတစ်ချက်လေးပြန်ကြည့်ပါပြီးတော့ဒါ grammar အစအဆုံးပြီးသွားပြီ unit 135ခန်းလုံးပြီးသွားပြီပေါ့နော်ဒီထဲမှာနားမလည်တာရှိကျမကိုဒီ message ပေါက်မှာပဲဖြစ်ဖြစ်ပေါ့နော် TikTok ကနေပဲတစ်စင်ဖြစ်ကျမမေးလို့ရပါတယ်ဒီဟာမတော်ရင်ကျမတို့ exercise တစ်ချက်အရင်တော့ကြည့်အောင်နော်ဒါလေးနားလည်သွားပြီဆို exercise တစ်ချက်လုပ်ကြည့်အောင်Exercises 115.1 ပေါ့နော်ကြည့်ကြ Look at the pictures ပေါ့ပုံနေကြည့်မယ် English What did these people do ပေါ့နော်ဒီလူတွေကဘာလုပ်နေရလဲပေါ့နော်ကြည့်အောင်နံပါတ်1ကကျတော့he turned on the light ပေါ့နော်သူအစားမီးပိတ်နေမှောင်နေနံပါတ်1ပုံမှာပြီးတော့သူလှုပ်လိုက်တာမီးဖွင့်လိုက်တာမီးလင်းသွားတယ်ပေါ့နော်မီးလင်းသွားတယ်ပေါ့အဲ့တော့သူဘာလုပ်လိုက်တာလဲပေါ့နော်အဲ့တော့2 3 4 5ပေါ့နော်အဲ့ပုံနေကြည့်ပြီးသူတို့ဘာလုပ်နေကြရလဲပေါ့နော်အဲ့စကားလုံးလေးတွေတုံးပြီးတော့အရှိမတင်ထားတဲ့phrasal verb တွေတုံးပြီးလေပေါ့နော်115.2 ကြည့်အောင် you can write these sentences ဒီစာကြောင်းနဲ့မြင်ရေးလို့ရပါတယ် in 3 different way စာကြောင်းပုံစံနီလန်3မျိုးနဲ့ပေါ့နော်မတူညီတဲ့နီလန်3မျိုးနဲ့မြင်ရေးလို့ရပါတယ်တဲ့ complete the table ပေါ့နော်ဒီ
table ပြည့်စုံဖြစ်ပြီးပါအဲ့တော့စာကြောင်းတစ်ကြောင်းကို3ချောင်းပုံစံ3မျိုးနဲ့ရေးခိုင်းတာပေါ့နော်ဆိုတော့အဲ့ဒါကိုယ့်အနေကိုဟိုစူးစမ်းပြီးရေးရမယ်ပေါ့နော်ကြည့်အောင်နံပါတ်1ကိုသူပေးထား turn on the radio ဆိုတော့ radio ဖွင့်လိုက်တာပေါ့နော် radio ဖွင့်နေနောက်တစ် turn ကိုပဲသူပြန်သုံးမယ်ဘယ်လိုသုံးမလဲ I turn the radio on ပေါ့နော် turn the radio on ဒါမှမဟုတ် radio အရှိမညွှန်းထားပြီးပြီဆိုရှင် it ဆိုရယ်ဟိုပါဘောနော် pronoun ပြန်သုံးမယ် I turn it on ငါအဲ့ဒါကိုဖွင့်လိုက်တယ်ပေါ့နော်အဲ့လိုလေးသုံးတယ်ပေါ့လေအဲ့ကြောင့်မို့ဒီ2 3 4 5 6ကိုလည်းကိုယ့်အကိုအဲ့လိုမျိုးလေးဟိုရေးကြည့်ပေါ့နော်ဒါတစ်ချက်ရေးကြည့်ပါပြီးကြရင်ကျွန်တော်တို့အဖြေလေးတိုက်ကြည့်ကြအောင်ပေါ့နောက်ပိုင်းကြရင်နောက်တစ်ခုကကျတော့ 115.3 ပေါ့နော် complete the sentences ပေါ့စာကြောင်းနေပြည့်စုံဖြစ်မယ် use this verbs with it or them ပေါ့နော်အဲ့ဒီ verbs တွေကြားထဲမှာပေါ့နော် it တွေ them တွေနဲ့သုံးပေးရမယ်ပေါ့နော်to be that bring back pick up switch off take back turn on ပေါ့နော်ဒါအကုန်လုံးကခုနအရှိမတင်ထားပြီးသားလေ I wanted to watch something on TV ပေါ့နော်ငါ TV မှာတခုခုတော့ငါကြည့်ရှင်နေဆိုတော့ကြောင့်မလို့ turn it on ငါအဲ့ကြောင့်မလို့ TV ဖွင့်ခဲ့တယ်ပေါ့နော်အဲ့တော့ဒီနှစ်ကနေငါဒီဖတ်ပြီးတော့ဒီ bring back တွေ pick up တွေ switch off တွေ take back တွေကိုဂျားထဲမှာ it တွေ them တွေနဲ့သုံးပြီးတော့ဖြည့်ကြည့်ကြည့်ပါ 115.4 before you do this exercise ပေါ့ဒီစာဒီ exercise လုပ်ခင်ပေါ့နော်ကျွန်တော်တို့ဗာကြည့်ရမယ်ဆိုရှင် study the verbs in appendix 7ပေါ့နော်ဒီ appendix 7ကိုကျွန်တော်ကြည့်ရမယ် page 251ပေါ့နော်251မှာရှိပဲ computer sentences စာကြောင်းနဲ့ပြည့်စုံဖြည့်ပေးရမယ်တဲ့ use the verb from the box ဒီ box ထဲပေါ့နော်မှာ data ပေါင်းလို့ရှိရဲအဲ့ box ထဲမှာရှိတဲ့ verb တွေနဲ့ပြည့်စုံဖြည့်ပေးရမယ်ပေါ့နော် sometimes တဲ့တစ်ခါတင်ကြလို့ရှိရင်တော့တဲ့ you will also need to use it that ဒါမှမဟုတ် me ပေါ့နော် it တွေ them တွေ me ဆိုတဲ့ဒီ pronoun ကိုလည်းမိနစ်ခိုင်ကြရင်လိုပါလိမ့်မယ်ပေါ့နော် okay အဲ့တော့ဒီရဲ့တင်ခန်းစာကိုမလုပ်ခင်မှာကျွန်တော်တို့ appendix 7ကိုတော့ကြည့်ကြည့်မယ် appendix 7ကြည့်ပြီးတော့အဲ့ဆိုရှင်တော့ဒီရဲ့တင်ခန်းစာကိုပြန်လုပ်ကြမယ်ပေါ့နော် appendix 7ပေါ့နော်ကြည့်ကြအောင် phrasal verbs တွေနဲ့ object တွေပါရဟာပေါ့နော်ဒီမှာကျတော့ put out the fire ပေါ့နော်မီးတက်တာပေါ့ပို့တက်ကကျတော့မီးတက်လိုက်တာမျိုးပေါ့နော်မဆက်လိုက်မီးတက်တာတော့ဘာလို့ပုံစံမျိုးပုံစံနော်အခုကျ give up your job ပေါ့နော်မင်းအလုပ်ကိုလက်လွတ်လိုက်တယ်ဆိုတော့မင်းအလုပ်ဆုံးရှုံးသွားရဲ့မင်းအလုပ်ကိုလက်လွတ်လိုက်တယ်မင်းအလုပ်ကိုထွက်လိုက်တယ်ပေါ့နော်အတူတူပဲပေါ့နော်ဒါတွေကကြည့်ကြအောင် this is a list of some important phrasal verbs ပေါ့နော်အဲ့တော့ဒါတွေကပြောမယ်ဆိုရင် phrasal verb တချို့အရေးကြီးတယ်ဆိုတော့အများကြီးသုံးများတဲ့ဒီ phrasal verb တွေနဲ့ object တွေတွဲလက်ဟာပေါ့နော် unit 1.5မှာလည်းဒါ phrasal verb တင်ထားပြီးသားဆိုခုန unit ပေါ့နော်ကြည့်ကြအောင် in out in ကဝင်တယ် out ကထွက်တယ်ပေါ့နော်ဒီ TV တာပေါ့နော် failing ဆိုတာဖြည့်တယ်ပေါ့နော်ဖြည့်တယ် fail out the form ပေါ့နော်ကြည့်ကြအောင်ဒါမှာကျတော့နှစ်ခုလုံးအတူတူပဲ failing ရော fail out ကိုအတိတ်ပဲအတူတူပဲပေါ့နော်အဲ့တော့ complete and form ပေါ့နော်ဒါက failing ပဲဖြစ်ဖြစ် fail out ပဲဖြစ်ဖြစ်အတိတ်ပဲအတူတူပဲ in နဲ့ out နဲ့ကတော့ဒီတိုင်းတွဲမယ်ဆိုရှင်တော့စัจจิပဲအတိတ်ပဲဖြစ်မယ်ဆိုမဲ့ fail နဲ့တွဲလိုက်တော့နှစ်ခုအတိတ်ပဲတူတူပဲเนาะကြည့်ကြအောင် can you fill in this form ပေါ့နော်မင်းဒီမှာဒီဟိုပါပေါ့နော်ဟို form မှာပေါ့ဒီ form ထဲမှာမင်းဖြည့်ပေးလို့ရမလား please ပေါ့နော်အော်ဒါမှလည်း can you fill out this form မင်းဒီ form ကိုမင်းဖြည့်ပေးလို့ရမလားအဲ့တော့ fill in နဲ့ fill out နဲ့အတူတူပဲเนาะ form ဖြည့်ရတဲ့ပတ်သက်ပြီးတော့အခုကျတော့ out ပေါ့ out နဲ့တော့တွဲရတာပေါ့နော် put out ပေါ့နော် put out ကကျခုနပြောလို့ put out the fire မီးတက်လိုက်တာပေါ့နော် a secret extra အစရှိတဲ့ဖြစ်ပေါ့နော်မီးဆက်လက်မျိုးတက်တာလို့ပါလို့ပေါ့ကြည့်ကြအောင် a fire brigade ပေါ့နော်ဒါမီးတက်တပ်ဖွဲ့ပေါ့နော် arrived ရောက်လာပြီး and put the fire out မီးကိုတက်လိုက်တယ်မီးကိုငြိမ်းလိုက်တယ်ပေါ့နော်အဲ့ဒါ put out လို့ပြောရင်အဲ့ကျတော့ cross out ကကျတော့ဒါဟိုမီနီတားပြီးချက်လိုက်တာမျိုးပေါ့နော် cross out မီနီတားပြီးချက်တာကျောင်းမှာအမားဘူးတယ်ဆိုရှင်ဆရာမကြီးမီနီချက်လိုက်တာပဲ cross out လုပ်လိုက်တာမျိုးမီနီချက်တာ cross out လုပ်တယ်ပြောရပါတော့ cross out တဲ့ mistake ပေါ့နော်အမောက်မီနီချက်လိုက်တာ cross လုပ်လိုက်တယ်ပေါ့ award ဒါမှလည်းစကလုံးတစ်လုံးဒီစကလုံးတစ်လုံးဝိုင်းပြီးတော့ cross လေးနဲ့ချစ်ချပလိုက်တာမျိုး cross out လုပ်တယ်လို့ပြောရပယ်ဖြစ်တယ်ပေါ့နော်ဒါမီနီတားပြီးပယ်ဖြစ်လိုက်တာမျိုးပြောရပါတော့ you make a mistake ပေါ့နော်မင်းတာဖြစ်တာလေမင်းပြုတ်လို့ခဲ့ cross it out ပေါ့နော်အဲ့ဒါကိုပယ်ဖြစ်လိုက်ပါပေါ့နော်ဒီမှာဘေးမှာပါတယ်နောက်ဒီဘက်ဘေးမှာပါတယ် cross out ကကျတော့ဒီအဲ့ဟိုစကလုံးတစ်လုံးကို cross out mini နဲ့အဲ့လိုမျိုးလေးတားလိုက်တာမျိုးပေါ့နော်အဲ့ဟာကို cross out လုပ်တယ် mini တားတယ်လို့ပြောဖြစ်တယ်အဲ့ကျ on နဲ့တွေ့ရပေါ့ try on ဆိုတာကျတော့စမ်းတက်ကြည့်အောင်စမ်းဝင်ကြည့်တာမျိုး try on close ပေါ့နော်အဓိကတူနောက်မှာ close ဆိုတဲ့ဒီ object တွေနဲ့တွဲပါလာရတယ်ပေါ့နော်အကောင်လုံး object တွေပါလာရတဲ့ဟာတွေဖြစ်တယ် try on ဆို try on close ပေါ့ဒါ put on close ပေါ့နော် put on close ပေါ့ကျတော့ဒါကျအကြီးဝစ်ကြည့်တာပေါ့ to see if they fit you ပေါ့နော်မင်းနဲ့လိုက်လာမလိုက်လာဆိုတော့ဝစ်ကြည့်တာပေါ့နော်ဒါကျတော့အိမ်မှာအင်ကြီးဝစ်တာကျတော့ put on ပေါ့ဒါပေမဲ့ကိုစမ်းဝစ်ကြည့်တာမျိုးကကျတော့ try on လို့တုံတယ်ကိုအင်ကြီးဆိုင်တွေမှာဝယ်ပြီးပေါ့ကိုနဲ့တော်မတော်တမ်းမတမ်းကြည့်တာကျတော့ try on လို့တုံတယ်ပေါ့နော် in a shop ပေါ့နော်ဆိုင်မှာတဲ့ this is a nice jacket ပေါ့နော် night jacket ကောင်းတယ်ဒါတကယ်ဒါ jacket ကောင်းတစ်ထည်ပဲပေါ့နော်အဲကြောင့်မလို့ share like try on အဲကြောင့်ငါဆန်းဝင်ကြည့်ကောင်းမလားပေါ့နော် share like ဆိုတာသူကြံ့ကြံ့လေးတောင်းကြည့်ရပါပေါ့နော်ငါဒါဆန်းဝင်ကြည့်ကောင်းမလားပေါ့နော်အဲ့လိုလေးပြောရဲ
ခဏကကြည့်အောင် app နဲ့တွေ့တာပေါ့နော် give up ဆွလို့လိုက်တယ်ပေါ့နော် something တခုခုဆွလို့လိုက်တယ်ဆိုတာဟိုတစ်ခါလဲ difference pub နဲ့ပတ်သက်တဲ့ woman form ပါပေါ့ unit woman form မှာလည်းတင်ထားပြီးသားပေါ့နော် Sue give up her job နော် Sue ကဖြစ်တာလေသူ့ရဲ့အလုပ်ကိုဆွလို့လိုက်တယ်တဲ့ when her baby was born ဆိုတော့သူ့ရဲ့ကလေးမွေးတဲ့အချိန်ပေါ့နော်သူကလေးမွေးတဲ့အချိန်မှာတော့သူ့အလုပ်ကိုသူကဟိုထွက်လိုက်တယ်ပေါ့နော်ပြောမယ်ဆွလို့တယ်ဆိုထွက်လိုက်တယ်ပေါ့နော်နောက်ကျ I you stay learning Italian ပေါ့နော်အဲ့မင်းကဒီ Italy စကားကိုမင်းတင်နေတော့မလားဆိုနော်I give it up ငါဘာဖြစ်တာလဲလက်လျှော့လိုက်ပြီငါမတင်တော့ဘူးငါတဝက်တစ်ပြက်နဲ့ထွက်လိုက်ပြီဘာဖြစ်လဲဆိုတော့ခက်လို့ပေါ့နော်အဲ့လိုမျိုးလေးပေါ့လေ okay ကြောက်ကြောက်ကြည့်အောင် look up နော် look up ကကြတခုခုရှာဖွေရအောင်ပေါ့နော်ဒီဟိုစာအုပ်စကားလုံးတစ်လုံးစာကြောင်းတစ်ကြောင်းကို dictionary ထဲမှာရှာဖွေတာမျိုးကို look up လို့သုံးတယ်ပေါ့နော်စာအုပ်တစ်အုပ်ထဲမှာလည်းတခုခုစာကြောင်းစာသားဖြစ်ရှာဖွေတာမျိုး look up ပေါ့နော်ဖြစ်အဘိဓာန်တွေပါအများကြီးပေါ့နော်မြန်မာအဘိဓာန်စကားပုံကျမ်းဆွဲဆုံးကျမ်းပေါ့နော်အဲ့လိုမျိုးတွေမှာရှာမျိုးဆိုရှင် look up လို့သုံးတယ်ပေါ့နော် look up a word in a dictionary ပေါ့နော်ငါဒီ dictionary ဆိုတော့ခုနပြောတဲ့အဘိဓာန်ပေါ့နော်အဘိဓာန်မှာငါစကားလုံးတစ်လုံးကိုရှာကြည့်ရပေါ့နော် I didn't know the meaning of the word ငါဒီရဲ့စကားလုံးရဲ့အဓိပ္ပာယ်ကိုငါမသိဘူးတဲ့ဆိုတော့ဒါကြောင့် I looked it up in a dictionary ပေါ့နော်အဲ့ကြောင့်ငါ dictionary ထဲမှာရှာဖွေခဲ့တယ်ပေါ့နောက်တစ်ခုကကျ turn up ပေါ့နော် turn up ကကျတော့အတန်ချဲ့တာပေါ့နော် TV အတန်ချဲ့ radio အတန်ချဲ့တဲ့ music တချင်းအတန်ချဲ့တယ်ပေါ့နော် hearing အပူကိုမြင့်လိုက်တယ်ပေါ့အဲ့တော့ turn up ပေါ့နော် up ဆိုတာအမြင့်ဆိုတာတင်လိုက်တာအမြင့်တင်လိုက်တာမျိုးပေါ့နော်အဲ့တော့ make it louder or warmer ပေါ့နော် warmer ကျတော့ခုနပြောတဲ့ heating နဲ့သက်ဆိုင်တာပေါ့နော်အဲ့တော့ပို့ပြီးတော့ကျယ်အောင်ဒါမှမဟုတ်ပို့ပြီးနွေးအောင်ပို့ပြီးပူအောင်ပေါ့နော်ပို့ပြီးပူအောင်လို့လုပ်တာမျိုး turn up လို့ပြောတာဖြစ်တယ် Can you turn the radio up I can't hear it ပေါ့နော်မင်းဒီ radio အတန်ကိုချဲ့လို့ရမလားငါမကြားရလို့အဲ့လိုပြောတာပေါ့နော်ဟောကကြည့်ကြအောင် wake up ကကြထလာတာပေါ့နော် someone who is sleeping เนาะသူအဲ့ရတဲ့နေရာကနေသူနိုးလာတာမျိုးပေါ့နိုးလာမျိုး wake up လို့ပြောရပေါ့လေဒီကြောင့် I have to get up early tomorrow ပေါ့နော်ငါတို့ကြာအစောကြီးထားရမယ် Can you wake me up ငါ့ကိုနိုးပေးပါ at 6:30 ပေါ့နော်6နိုင်ခွဲမှာမင်းငါ့ကိုနိုးပြီးလို့ရမလားပေါ့နော်ငါမျိုးပဲအစွဲထားရမှာမလို့ငါ့6နိုင်ခွဲမှာနိုးပြီးလို့ရမလားဆို wake up ကကိုနိုးလာတာမျိုးလဲ wake up သုံးလို့မျိုးတယောက်ကကိုနိုးပြီးရဆိုလို့ရှိရင်လဲ wake up လို့သုံးလို့ရပါတော့ wake me up ပေါ့နော်ဒါကိုနိုးပြီးဆိုတော့ me ဆိုတဲ့ pronoun ကိုဂျားထဲမှာထည့်ပြီးထားရပေါ့နော်down ပေါ့နော် down ကကျတော့ down နဲ့တွေ့တဲ့ဟာမှာ knock down ဆိုတာကျတော့ဟိုပေါ့ဖြိုတာပေါ့နော် knock ဆိုတာခောက်တာပေါ့ down ဆိုတော့ခောက်ချတာမဟုတ်ဘူးဆိုတာသူကဖြိုချလိုက်တာမျိုး knock down လို့ပြောပါ knock down တဲ့ ability ဆိုရင်သူကအဲ့ဒါ demolish နဲ့အတိတ်ပဲတူတူပဲပေါ့နော်ဖြိုချလိုက်တာမျိုး knock down လို့ပြောဖြစ်တယ်ပေါ့နော်အဲ့တော့ they are getting to knock down the school and build a new one ပေါ့သူတို့ကဒီဟိုပါပေါ့နော်ကျောင်းကိုဖြိုချပြီးတော့အသစ်ဆောက်မယ်ပေါ့နော်သူတို့အသစ်ဆောက်မယ်ပေါ့ turn down ကြောင့်ခုနပြောလို့TV တွေဘာညာမှာအတန်ကြားရတယ်ဟာကိုသူကအတန်တိုးခိုင်းတာပေါ့နော်ပြီးလို့ရှိရင်အပူရော့ခိုင်းတာပေါ့နော်အဲ့မျိုး turn down လို့ပြောဖြစ်တယ်အဲ့တော့make it more quiet ပေါ့နော်ပို့ပြီးတိတ်ဆိတ်အောင်ဒါမှမဟုတ် less warm ပို့ပြီးတော့အပူလျှော့အောင်မျိုးပေါ့နော် less warm ဆိုအပူလျှော့အောင်အနွေးလျှော့အောင်မျိုးကို turn down လို့ပြောဖြစ်တယ်အဲ့ turn up နဲ့ turn down နဲ့ကျတော့ဆန့်ကျင်ဘက်ပေါ့နော်the music is too loud ဒီရဖြစ်တာလေအတရှင်းတန်အရင်ကျယ်တယ် can you turn it down မင်းအဲ့ဒါကိုအတန်တိုးပေးလို့ရမလားပေါ့နော်အဲ့တော့ over ကျတော့ over နဲ့တွဲတဲ့ဟာမျိုးပေါ့နော်ကြည့်ကြအောင် knock over the gap ဒါမှ a glass and a person etc ပေါ့ knock over จะတိုက်ချမိလိုက်တာပေါ့နော် over ဟိုမှောက်ပြီးတိုက်လိုက်တာ knock ကခုနပြောလို့ခောက်တာတိုက်တာမျိုးပေါ့ over ဆိုဖိတ်သွားတာမျိုးပေါ့နော်တခုခုဖိတ်ကြအောင်ဆင်ကြသွားတဲ့ဟာမျိုးဆိုလို့ရှိရင်အဲ့ဒါ knock over ပေါ့ကိုတယောက်ကလည်းကိုယ့်ပုံမှာတခုခုဖိတ်ကြပြီးဆင်နေကိုယ့်ပုံမှာဖြစ်သွားတယ်အဲ့ဒါ knock over ပဲပေါ့နော် over ဆိုတော့အပေါ်ပေါ့အဲ့တော့ကြည့် be careful ပေါ့ main view side ပေါ့နော် don't knock your cup over မင်းရဲ့ခွက်ကိုတိုက်ချပြီးမမောက်ကြစင်းနေပေါ့နော်အဲ့လိုမျိုးပြောတာနောက်ကကျ there was an accident ပေါ့နော်ဒီမှာပြတာလဲ accident ဆိုတော့မတော်တဆမှုရှိတယ် at the end of the road ပေါ့နော်ဒီ at the end of the road ဆိုဒီလမ်းအဆုံးမှာပေါ့နော်ဒီလမ်းအဆုံးမှာမတော်တဆမှုဖြစ်တယ်ပေါ့နော် a man was knocked over by a car ဒါကကျတော့တိုက်ချလိုက်တာပေါ့နော်တိုက်ချပြီးတော့လွင့်စင်သွားတာပေါ့နော်ဒီကားတစ်စီးကသူ့ဘာဖြစ်တာလဲကားလူတစ်ယောက်ကိုသူတိုက်မိသွားတာပေါ့ knock over အဲ့တော့ကားကိုတိုက်မိရဆိုရှင်လဲ knock over လို့ပြောလို့ရတယ်လို့မျိုး knock down နဲ့ပြောလို့ရတယ်ပေါ့နော် a man was knocked down by a car ပေါ့နော်ပုံမှန်ပြ knock over တိတ်တုံးတာမတွေ့ဘူး knock down ပေါ့နော်အဲ့လိုမျိုးတုံးတာတွေ့ရဲ့ကြိုက်တာတုံးလို့ရတယ်ပေါ့နော်ကြည့်ကြ away ပေါ့နော် away နဲ့တွေ့ throw away အတိတ်ပဲရလဲမြန်မာလို့ဆို away ပဲနော် away ကိုပေးလိုက်တာ away ကိုပို့လိုက်တာမျိုးပေါ့နော် throw ဆိုတာပြစ်တာ throw away ဆို away ကိုပြစ်လိုက်တာ throw away ဆို away ကိုပြစ်လိုက်တာပေါ့နော် rubbish ဆိုတာအမှိုက်ပေါ့နော် things down နဲ့ you don't want မင်းမလို့ချင်တဲ့အရာပြစ်လိုက်တာမျိုးဆိုရှင်လဲ throw away ပဲနော်ကြည့်ကြအောင်
these apples are bad ပေါ့နော်ဒီရဲ့ဟိုရမကောင်းတော့ဘူးပေါ့နော် bad ဆိုစိုးနေပြီမကောင်းတော့လို့ပြောချင်တာမှာ share တို့တန်းနံပါတ်8ပေါ့နော်ခါဒါတွေကိုပြလိုက်တော့မယ်နော်တဲ့ပန်းတီတွေမကောင်းတော့ငါပြစ်လိုက်တော့မယ်ပေါ့နော်အဲ့လိုလေးပြောရတော့ပန်းတီတွေကိုပြန်ညွှန်းလာဆိုတော့ damn ဆိုတဲ့ preposition pronoun ထည့်ထားပြီးရပေါ့နော်ဒီကြောင့် don't throw away that picture ပေါ့နော်အဲ့ပုံမပြစ်လိုက်နဲ့ပေါ့နော် I want it ငါမပြစ်ချင်သေးဘူးငါလိုချင်နေတယ်ပေါ့နော်Okay နောက်ကြည့်ကြ put something away အဲ့ဒါတနေရာမှာ away နေရာမှာတနေရာမှာထားလိုက်တာပေါ့နော်ကြည့်ကြ put it in the place where you usually keep it ပေါ့နော်မင်းပုံမှန်ထားနေကြနေရာမှာထားလိုက်တာပေါ့နော် put that away ပေါ့နော် away တနေရာကိုထားနေကြနေရာမျိုးမှာထားလိုက်တာမျိုး put something away လို့တုံးတယ်ပေါ့နော်ကြည့်ကြ after they finish playing ပေါ့နော်သူတို့ဆော့ပြီးရနောက်မှာတော့တဲ့ the children put their toys away ပေါ့နော်သူတို့ရဲ့အယုတ်တွေသူတို့နဲ့သူတို့ပြန်ထားတာပေါ့နော်သူနဲ့သူတို့ပြန်ထားတာမျိုးကို put away လို့တုံးတာဖြစ်တယ်ပေါ့နော်သူနဲ့သူပြန်ထားတာပေါ့ဟောကြ back ကြည့်အောင် pay back ပြန်ပေးတာပေါ့နော် pay somebody back ဆိုတစုံတယောက်ပြန်ပေးရပါ give back money ပေါ့နော်ပေးရတဲ့ဘယ် money ပဲတုံးတာများရပေါ့နော်တခုခုပေးတာပါညာဆိုရှင်ပစ္စည်းရပါပေးရဆိုတော့ gift လို့တုံးပြီးတော့ပတ်စံပေးတာလာစာပေးရတယ်အကုန်လုံးပေးပဲတုံးတယ်ပေါ့နော်အဲ့တော့ give up money ပေါ့နော်ပတ်စံကိုပြန်ပေးရ that you borrow မင်းပဲဖြစ်တာလေချီးတဲ့ငွေကိုပြန်ပေးရမျိုး pay back လို့တုံးတယ်ပေါ့နော် pay somebody back ဆိုတယောက်ကိုငွေပြန်ပေးရပေါ့နော် thank you for ပေါ့နော်lending me the money ပေါ့နော်ငါ့ကို lend ဆိုတာချီးပေးတာပေါ့ငါ့ကိုပတ်စံချီးပြီးတော့ကျေးဇူးပေးပေါ့နော် I will pay you back next week ပေါ့နော်ငါမင်းကိုနောက်ပတ်ကျရင်ပြန်ဆက်ပါမယ်ပြန်ပေးမယ်ပေါ့အဓိကတော့ pay back ကပြန်ဆက်တာပေါ့ငွေပြန်ဆက်တာပေါ့မြန်မာလို့ဆိုရှင်နော်ဟောကျွန်တော် round down နဲ့ around round မဲ့တုံးတော့ around မဲ့တုံးတော့အတူတူပဲပေါ့တိတ်ပြကြည့်ကြအောင် show နဲ့တွားတာပေါ့နော်အဲ့တော့ somebody show somebody round down နဲ့ show somebody around ပေါ့နော်တရားတော့ကိုဟိုတပတ်ပြတာပတ်လေကိုပြပေးရပေါ့ဝင်ချင်းပြပေးရပေါ့နော်ကြည့်ကြအောင်နော် take somebody on a tour of a place ပေါ့နော်ဒီနေ့တနေရာကိုပြပေးရမျိုးပေါ့နော်တနေရာကိုပတ်လေတိတိကျကျနက်ဆက်အဲ့တနေရာကိုပြပေးရမျိုး show around ဒါမှလည်းအိမ်ဆိုလဲအိမ်ကိုတပတ်လေပြည့်အောင်ပြပေးတယ်ခြံဆိုလဲခြံကိုတပတ်လေပြည့်အောင်ပြပေးတယ်ကျောင်းဆိုလဲကျောင်းကိုတပတ်လေပြည့်အောင်ပြပေးရမျိုး show around လို့ပေးရလို့ပြောရပါကြည့်ကြအောင် we visited a factory last week ပေါ့နော် a factory ဆိုတာကျတော့စိတ်ရုံပေါ့နော်ငါတို့ကစိတ်ရုံတွေကိုလဲခဲ့ last week ပြီးခဲ့တဲ့ဘက်ကငါတို့စိတ်ရုံတွေကိုလဲခဲ့တယ်ပေါ့နော် the manager တော့ show us around ပေါ့နော်ငါတို့ကိုစိတ်ရုံတစ်ခွင်လုံးကိုပြပေးရပေါ့နော်တစ်ခွင်လုံးပြပေးတဲ့နေရာမျိုးပြောတာပါအဲ့တော့ manager ကဒီစိတ်ရုံတစ်ခွင်လုံးကိုပြပေးရပေါ့ okay အဲ့တော့ဒါ appendix 7မှာပုံမှန်သုံးနေကြဖြစ်နေတယ်ပေါ့နော်ပုံမှန်စကားပြောနေစကားပြောနေမှာစာရေးနေရာတွေမှာသုံးနေတဲ့ phrasal verb တွေပဲပေါ့ဒီ phrasal verb တွေတခြားလေးလာပြီးဆိုရှင်အရှိမရှိရဲ့ exercise ပေါ့နော် exercise နောက်ဆုံး exercise ကိုတစ်ချက်လုပ်ကြည့်ပေါ့နော်ပြီးရှောက်ရှင်ကျမတို့နောက်ပိုင်းအဖြေလေးတိုက်ကြည့်ကြမယ် okay ဒီထဲမှာမတိရရှိရဆိုရှင်ကျမကိုဒီရဲ့ချက်ပေါက်ပေါ့နော်ကျမမို့လဲ message sorry ဒီ comment မှာလည်းလာပေးလို့ရတယ်လို့မျိုးကျမရဲ့ TikTok account အနေနဲ့ကျမမေးလို့ရပါတယ်